ก็ลงเมงกะลาบาคืออุเซนโหซาโปตะโปลาပြီးတော့ဟိုညအဝေးတယ်နော်ဒီစာပေါ်ကအင်္ဂလိပ်စာအုပ်ထဲမှာနော်ဒါကမဟာတကန်ဒီသူပြောတဲ့စကားပေါ့နော်မဟာတမကန်ဒီပေါ့နော်အိန္ဒိယကအစာပေါ်တာဥစဉ်တာတော့ချတာနော် The world has enough for everyone's need but not enough for everyone's greed ปรมาจารย์กะ The world has enough for everyone needs ဒီကဘာကြီးကဟိုလူတိုင်းအဖက်ပြည့်စုံတယ်ပေါ့နော်လုံလောက်တယ်လူတိုင်းအဖက်လူရဲ့လိုအပ်ချက်မှန်သမျှကိုပေးနိုင်တယ်ပေါ့နော်လုံလောက်တယ် but not enough for everyone greed ဒါမဲ့လောဘတမအဖက်မလုံလောက်ဘူးဒါတော့ကြားတယ်နော်ဟိုကလေစတာဘာတဘောလဲဆိုတော့ဒီကဘာကြီးကချွေးလည်းရှိတယ်ငွေလည်းရှိတယ်နောက်တော့တရားစားတာလည်းအကုန်လုံးပေးတယ်တက်တော့ဘာညာအကုန်လုံးပေးနိုင်တယ်လူတဘီလီယံအကုန်လုံးမွေးနိုင်တယ်နော်ချမ်းတာနဲ့ဟိုကအသက်မွေးနိုင်တယ်ပေါ့နော်ဟိုကဘယ်လိုပြောပေးစွန်နိုင်တယ်ပေါ့နော်ဒါမဲ့ဒီလောဘတမတယောက်ကြောင်းပေါ့နော်လောဘတမတယောက်ကြောင်းအဲ့ဒီကဘာကမပြည့်စုံဖြစ်သွားအားရညောနော်နိုင်ငံတိုင်းမှာတွေ့ကြုံနေရပြဿနာbut not enough for everyone greed လောဘတယောက်အထက်လုံးဝမလုံလောက်ဘူးဒီလောက်များတဲ့ပေါ်များတဲ့တရားစားတာဒီလောက်ပေါ်များတဲ့ဥစ္စာကဘာပေါ်မှာရှိတဲ့ဟာကိုလောဘတမတယောက်အထက်မလုံလောက်ဘူးအားရနားလေလောက်ไม่แทนเนาะဘယ်သူပဲဝါဖြစ်မယ်လဲဆိုတော့ကိုယ်တိုင်တိလောက်ပါတယ်ဒါစားတာအကောင်နော်ဒီမှာဘယ်သူပြောလဲဆိုတော့ငါတမကန်ဒီမြတ်စွာဘုရားလည်းဟောတယ်ဒီအကြောင်းရဟိုသူမတိုက်ခင်မြတ်စွာဘုရားဟောပြီးတာအာရဘာတော့ဆိုလောဘအကြောင်းပါနော်လောဘအကြောင်းဆိုတော့ဒီကဘာရှိတယ်တရားစားတာတုံးဟိုအကောင်လုံးကိုခန်းချောက်တော့မယ်နောက်မှလို့ရှင်မြေချောင်းပင်လေရေအကောင်ခန်းချောက်မယ်ဟိုအစာရေးစားလဲခန်းချောက်တော့မယ်အဲ့ဒါပါကြောင်းလဲဆိုတော့လောဘအကြောင်းလောဘဓမ္မအကြောင်းပေါ့နော်ကဘာကြီးရဲ့လူတိုင်းကိုမွေးနိုင်တယ်ဒါမဲ့မွေးနိုင်လုံလောက်နိုင်တယ်လုံလောက်နိုင်ပြီမဲ့လောဘဓမ္မတရားဆက်တော့မလုံလောက်နိုင်ဘူးအဲ့ဒါညနော်ကျေးဇူးတင်ပါတယ်